အခုချိန်မှာကမ္ဘာအာယုံဆိုင်မှုအားလုံးဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နှုတ်ဖျားကထွက်ပေါ်လာတဲ့48နာရီဆိုတဲ့အချိန်တစ်ခုစီကိုရောက်ရှိနေပါတယ်။မတ်လ22ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အဲ့ဒီအချိန်ဟာအရှေ့အလယ်ပိုင်းပရိပခကိုဒေသရင်းစစ်ပွဲအဆင့်ကနေကမ္ဘာစီးပွားရေးနဲ့လုံခြုံရေးကိုပါချိန်ချောက်လာမဲ့အလုံးစုံစစ်ပွဲအသွင်ကိုပြောင်းလဲသွားစေနိုင်လို့ပဲဖြစ်ပါတယ်။သမ္မတထရန့်ကလာမယ့်မတ်လ24ရက်အင်္ဂါနေ့နောက်ဆုံးထားပြီးကမ္ဘာရေနံ20%ဖြတ်တန်းသွားလာနေတဲ့ Hormuz ရေလက်ကြားကိုအပြည့်အဝပြန်ဖွင့်ပေးဖို့တောင်းဆိုထားတာပါ။မလိုက်နိုင်ရင်အီရန်ရဲ့အကြီးဆုံးလျှက်စစ်စက်ရုံတွေကိုပြာချပစ်မယ်လို့ Truth Social ကနေအတိအလင်းချိန်ချောက်ထားပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့ရှော့ပေးမဲ့အရေးအယောင်လုံးဝမပြပါဘူး။အမေရိကန်သာသူတို့ရဲ့စက်ရုံတွေကိုတိုက်ခိုက်ရင်ပင်လယ်ကွေ့ဒေသတွေဖြစ်တဲ့ Saudi UAE အစရှိသည့်နိုင်ငံတွေမှာရှိတဲ့အမေရိကန်နဲ့အစ္စရေးရဲ့ရေနံစက်ရုံတွေသာမကရေချိုထုတ်စက်ရုံတွေကိုပါအကုန်ဖျက်ဆီးပစ်မယ်လို့တံပြန်ချင်းချောက်ထားပါတယ်။ UAE နိုင်ငံရဲ့တောက်သုံးရေ80%ဟာအဆိုပါရေချိုစက်ရုံတွေအပေါ်မှီခိုနေရတာမို့ဒါဟာကြီးမားတဲ့လူသားချင်းစာနာမှုအကျပ်တဲကြီးဖြစ်လာနိုင်ပါတယ်။ Hormuz ရေလက်ကြားပိတ်ဆို့ခံထားရလို့နိုင်ငံတကာကုန်တင်သင်္ဘောတွေရပ်တန့်နေပြီးကမ္ဘာရေနံဈေးတွေအဆမတန်မြင့်တက်လာပါတယ်။ဒီအခြေအနေကိုထိန်းသိမ်းဖို့အတွက်အမေရိကန်အစိုးရဟာပင်လယ်ပြင်မှာတောင်တင်နေတဲ့အီရန်ရေနံစီပေါင်းတန်း140အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့တန်ခတ်မှုတွေကိုဧပြီလ19ရက်နေ့အထိယာယီရုပ်သိမ်းပေးလိုက်ရတဲ့အထိအကျက်ရိုက်နေပါတယ်။အခုစောင့်ကြည့်ရမှာကမတ်လ24ရက်နေ့48နာရီအချိန်ပြည့်ချိန်မှာထရန့်ကတကယ်ပဲစစ်ရေးအရအပြင်းထန်တိုက်ခိုက်မလားဒါမှမဟုတ်နိုင်ငံရေးအရအကျက်ကင်တာလားဆိုတာပါပဲအကယ်၍အပြန်အလှန်တိုက်ခိုက်မှုတွေစတင်ခဲ့ရင်ရေနံတစ်စီကိုဒေါ်လာ200အထိအလွယ်တကူထိုးတက်သွားနိုင်ပြီးကမ္ဘာကြီးဟာဆယ်စုနှစ်များစွာအတွင်းအဆိုးရွားဆုံးစွမ်းရည်နဲ့လုံခြုံရေးအကျက်တဲကြီးတစ်ခုစီသို့ရောက်ရှိသွားတော့မှာဖြစ်ပါတယ်ရှင်။